ကျမမမီဇော်နီရဲ့နိုင်ငံသားမှာတင်နေတက်ပြီးပြန်လာတဲ့ပထမဆုံးလေမိတ်ကပ်ပြင်ဆင်မှုလေအခုဆိုရင်တော့ skin ဟာဒါအရန်ကိုကောင်းမွန်နေတာတွေ့ရပါမယ်ဘာလို့လဲဆို skin care ကိုတိချာတီတီလေးလုပ်ထားရတဲ့အတွက်ကြောင့်နော် foundation ကခုမှလိမ့်မှာဖြစ်ပါတယ်ဒီမှာတော့ foundation ခုမှလိမ့်မှာပါ okay အဲ့တော့ဟောကျွန်တော်ရှေ့ပြီးတော့ရှေ့ညက်ထားပါတယ်ဘာလို့လဲသပင်ရှေ့လေးနည်းနည်းညက်တာကိုပြောဆိုနေတင်ရအစမပြေဖြစ်သွားပါတယ်အရင်အားထုတ်လိုက်ရစီအဲ့လိုမျိုးလည်းမထွက်ဘူးမေးရက်ပဲတတ်တာရက်ပဲတောက်တာဆိုမနက်မိုးလင်းတော့ဖုန်းဆက်လိုက်တဲ့အချိန်မှာအတန် login နဲ့ okay နေတဲ့အတန်ကြီးနဲ့ okay နဲ့မပါဘူးလေတယောက်တော့အိုက်တာရှုံးတယောက်တည်းကသူကတော့အိုက်ဒီလောကကြီးမှာတယောက်တည်းအိတ်တယ်ဆိုတော့ဘာမှမရဘူးမကြော်အိမ်မှာသွားယူတာ make up ပါအမကားထားခဲ့တာမလေးပြကျမမှာအနာသားဝမ်းနေအများကြီးရှိတယ်အားငယ်လိုက်တာဟဲ့ဘွားကြီးကကို someone like you လေးရှိတယ်ဘွားကြီးမှာတစုံတယောက်ကျမအမြဲကြည်နေတာတော့အားငယ်လိုက်တာအတဲပေါ့ကျမရန်အားငယ်ပါပြီကိုဘွားကိုရန်အားငယ်သနာမိပါပြီကျမဘွားကြီးကကျမရောရဲထန်ပြီးတော့ဟိုမှာနင်းညမူးလာပြီးတော့ဟိုမှာမိတ်ကပ်ပြင်ပြီးတော့သူမှာအပုံလိုက်လဲကြနေပြီသူအမှကြည့်လိုက်တော့သူပြောနေရတယ်သူမသိသေးဘူးအင်းဒီပုံလေးကြားမှာသူရှူတင်လည်းမလိုက်တော့ဘူးပလစ်တော်မယ်ကျမကိုနီးမျိုးစုံနေနဲ့သူနော်ဒီမှာစီကစပယ်ဆလာတဲ့ပေါ်လို့ပဲပြောမိတ်ကပ်လဲရမှာဆိုငါကြောင့်နေမိတ်ကပ်လဲရမှာဆိုကျမကိုရှင်ထားသွားတာနော်မိတ်ကပ်မလိမ့်မဲ့သွားပြီးတော့နန်းလို့ကတော့ရှေ့ကကျမဘလော့မှာနော်ဟဲ့မနဲ့အောင်လေလိမ့်ပြီးွားကြီးလေအကုန်ဒီတင်းမီလေအခုရှင်ကျမကပြောတော့ကျမနဲ့ရှူတင်မလိုက်နိုင်တာရှင်မိတ်ကပ်သွားလဲရမှာသွားလိမ့်ပါလေညနေသွားမယ်လေဟိုမိတ်ကပ်ပေါက်ကြီးလည်းမပါဘူးလိမ့်တာမလားငါ့ကိုဟုတ်ပါဘူးဒီမှာရှင်သမီးယောက်ကပြောနေပြီကျမကငါလည်းဖေလို့မသိဘူးနော်ပါမလိမ့်တာဂျော်နီလှလိုက်တာကိုယ်မိတ်ကပ်ကခုလိုပေးလိုက်ပဲမိတ်ကပ်လှနေတော့မိတ်ကပ်တော့တလုံးလာလေဘာမှမဟုတ်ဘူး तू ဘယ်သူမှသွားမလဲဘူး तू ကျမကိုပလက်ပြီးတော့ तू သွားနှမ်းတော့မှာသိနေပြီမကြောက်နေ make up box ပါပဲနဲ့ make up သွားလိမ့်နေဆိုတော့ဒိဗယ်ကိုမရှိရဒီစရအောင်မယ်လေတတ်ကြီးအောင်လိမ့်နေရခုနနာရီပွဲထွက်သွားပြီပါအောင်ရကြအတင်းတုတ်လိုက်အောင်ဒီမှာတီဆိုငါနေရ3နာရီလာလိမ့်မယ်ဘာလို့လဲဆိုခုနနာရီတဲ့တို့သမီးကပေါ်တော့ငါစဉ်းစားခုနနာရီဘယ်တင်လာလဲစတားစီတီမှာလေတော့ပြရမယ်လိမ့်နာကျလိမ့်နာမင်းငါချစ်လေမိတ်ကပ်ပေါက်ကြီးကိုငါလည်းကိုထိတ်ကြတယ်ဟဲ့သူ့မိတ်ကပ်ပေါက်မပါပဲနဲ့ပြောလိုက်တယ်အဲ့တော့သူလည်းတို့သမီးမိတ်ကပ်နဲ့ဟိုဘက်ကသူ့မိတ်ကပ်နဲ့သူလိမ့်ပါဟာတိမကြော်နေရှေ့အကြောက်ကျမအရန်တုံနေပြီအခုရေးမယ် Facebook ပေါ်အခုရေးမှာရှေ့ 1 2 3 okay မို့ကြောအေးလေးဆိုလို့ရှိရင်တော့IMAX လေးတက်ထားရရောလူကအတန်လေးနည်းနည်းထွက်လာပြီဖြစ်ပါတယ်ဆိုတော့အားလုံးပဲ welcome back ပူအေးမမြတ်တာအောင်မနေကြပါနဲ့ပူတွေကသွားပြီးလို့ရှိရင်အေးတဲ့ချက်ချင်းဖောင်းတိုင်းဆိုရင်မဝင်ပါနဲ့ပူအေးမဖြတ်ရင်ဒီလိုမျိုးတွေဖြစ်တတ်ပါတယ်ဆိုတော့ဒီရီကတော့အဓိကကတော့အပူခုနပြောသလိုအပူအေးမမြတာအပူအေးမမြတာနဲ့စပြီးဖြစ်တဲ့ဇလန်ပေါ့နော်နောက်ပြီးတော့ဟိုရက်တည်းကဘာဖြစ်လဲဆိုလို့ရှိရင်ဒီညဘက်တွေအပြင်တော့အရင်များတယ်နောက်ရောက်ထွက်တာပြောစင်တာမဟုတ်ဘူးနော်ညဘက်တွေအဲ့လိုထွက်တာအရင်များတဲ့အချိန်မှာဘာလို့တယောက်တော့သူရောက်နေတော့ဟိုသွားစားဒီသွားစားဖြစ်တဲ့အချိန်မှာအေးရစပတ်မတိပတ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဖြစ်ပြီးတော့အားလုံးမသိတဲ့အတိုင်းတီရီကခေါင်းကခဏရှော့ရတဲ့သူဆိုအဲ့ဒါလည်းနောက်ထပ်ကိစ္စဝိစာတစ်ခုပေါ့အဲ့တော့အခုဆရာဝန်ကတော့ခေါင်းတက်နိုင်သလားအဲ့လိုခဏမလျှော်နဲ့တဲ့ဘာလို့လဲဆိုတီရီကဒီလိုနှာခေါင်းဖြစ်တာခဏဖြစ်နေပြီဆိုတော့ it's not good for you so yes နောက်ပြီးတော့အခုဘာဖြစ်လဲဆိုတော့ latest ကတော့ပိုးသက်စီအရန်တောက်ပြီးရောပိုးသက်စီအရန်များပြီးတော့တီရီမနေ့ကလည်းလောက်ကရှိနေရဆိုတော့တီရီကဘာလို့ shooting I forgot what I'm talking about ခွေးရဟောင်းတာနဲ့ပဲ so anyway အဲ့ဒီဟာကြီးစဖြစ်နေဖြစ်ပြီးတော့ဆရာဝန်ကတီရီကိုကောင်းနေရမလျှော်နဲ့ပြီးတော့အပူအေးမြတောင်နေပေါ့နော် that is one thing another thing ကတော့ခုနစေးတောက်နေအကြောင်းပြောနေဆိုတော့ဆေးရဒီဘက်မှာအများကြီးတောက်ရရဲဆိုတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့တီရီရဲ့ပါဆက်ကအရန်ကူကအရသာကြီးပြက်ပြီးတော့
တီးပါရတာမှမရဘူးကိုဗစ်လားဆိုပြီးတော့အလော30အလန့်တကြားနဲ့စစ်လိုက်တယ်ကိုဗစ်လည်းမဟုတ်ဘူးဒီတိုင်းပဲဆေးအရင်ပြင်းပြီးတော့တီးရရှာအရသာမရတော့တာပေါ့နော်ဆို that is good very count very oh my god no my face is so bad ဟာဘယ်လိုမှလုပ်လို့လောက်အောင်လဲတော့မသိဘူး hopefully my makeup ဆေးကအစွမ်းပြပါစေဒီမျက်နှာအရင် puffy ဖြစ်နေဆေးတောက်တာအိတ်တာပြီးတော့ဆေးရအရင်ပြင်းတော့ဒီရဘာဖြစ်လဲဆိုအိတ်လိုက်နိုးလိုက်ကြီးအဲ့လိုမျိုးဖြစ်တယ်ကွာဒီ3ရက်လောက်ကအိတ်လိုက်နိုးလိုက်ဒီနေ့မှခေါင်းကထောင်နေတာဖုန်းကိုလည်းကြာမကြည့်နိုင်ဘူးအဲ့လိုမျိုးဖြစ်နေရပါတော့ဆိုတော့မတိုင်းမြေစကားအများကြီးပြောလို့ရှိရင်တော့နည်းနည်းမော်တယ်ပြီးတော့နှာခေါင်းပိတ်တာပဲဒီလိုအိတ်လိုက်တာနဲ့ဒီအဲ့လိုနှာခေါင်းရပိတ်သွားတော့လုံးဝလှဲအိတ်တာနဲ့အဲ့လိုဖြစ်တော့နည်းနည်းထောင်လေးအိတ်ရအဲ့တော့ရှင်းပြလို့အေးရကောင်းကောင်းမဝဘူးကွာအဲ့ဒါကြီးလည်းပါတယ်ဟိုရက်တည်းအဲ့တော့အခုဒီနေ့ညနေကိုတော့ဒီဒီဇိုင်နာစီမှာအင်ကြီးသွားယူရမယ်မနေ့ဖက်ရိုက်ဖို့အတွက်ကိုပြီးအခု edit voice over ဗီဒီယိုတွေအကုန် edit လုပ်ပြီးသားကွာတင်ဖို့ဒါပေမဲ့ voice over မလုပ်ရသေးအဲ့တော့အခုတော့ဒီနှာတန်နဲ့ပဲ voice over လုပ်လိုက်ပါမယ်သိခံပြီးတော့ကြည့်ပေးကြပါရှင် let's go ဒီ vlog ဒီမှာဆိုလို့ရှိရင်ဒီကအမြင်အဲ့လို road ကိုအရင်ကြိုက်တယ်အဲ့လို bad road ကိုလေဘာလို့ကောင်းကောင်းရှိခြင်းဟာတီးတို့ကအရင်ပျော်ရွှင်စေတဲ့ကိစ္စတစ်ခုအခုလည်းတီးတငင်ချင်းဟာတီးတို့ဒီမွေးနေ့အတွက်ဆိုပြီးတော့တီးဘာလို့လဲဆောင်ပေးတာဒီဟာလေးကတီးရဲ့ M lifestyle ဆိုတဲ့ရန်ကုန်ကဒီ local brand လေးပဲပေါ့နော်အဲ့ဒါလေးကိုတီးမှာလိုက်တာအတော့လေးတော်တော်ကောင်းနေဣပြီးတော့လေဒီလိုလေးဣလေးဘာလို့တင်ပါဆိုအရင်ရေးကြည့်ရပါလဲဆိုလို့ရှိရင်အဲ့လိုအသားရေးစုပ်တဲ့ဟာဖြစ်ဖို့ရေနောက်ပြီးလို့ရှိရင်နည်းနည်းလေးအဲ့လိုတချို့အသားအရန်ပူတယ်ကွာအဲ့လိုမျိုးအသားမဖြစ်ဒါမဖြစ်ဖို့ရေပေါ့နော်ဒါချီကိုမှတီးတို့ဒါချီပေါင်းသားထင်တယ်တီးထင်တာတော့လေချီပေါင်းသားဖြစ်လိမ့်မယ်ဒါပေမဲ့အစင်လေးကလည်းလှတယ်ပြီးတော့လုံးဝမှဣလေးနဲ့ရေလဲယုံမယ်လို့တီးမထင်ဘူးချီကိုပေါ့နော်ရေမယုံဘူးဆိုတော့အဲ့လေးကိုတီးလာပြီး sharing လုပ်ပေးရပါ local brand လေးနဲ့ဖြစ်တယ်ပြီးတီးကိုယ်တိုင်နဲ့ဒီ barrel ကောင်းကောင်းရှိခြင်းဟာအဲ့လိုရေချိုးပြီးတန့်ပြန့်နေရဲ့ကိုကြိုက်တဲ့ barrel လေးကိုဝတ်လိုက်ရတာတီးတော့ကအရင်က relaxing ဖြစ်စေဆိုတော့ခုကဆိုလို့ရှိရင်တော့ပထမဆုံးမမဆုံမလီသေးပါတေးပါပြီးစကားပြောလို့တော့မရမမဆုံမမနေလီမှာပြင်ထွက်ကြည့်တဲ့အခါမှာတော့အားလုံးဟာဖြင့်စုံကနန်းလေးကိုကြားရောက်နေပါလိမ့်တော်သေးရပါအကိုလက်ကဘယ်မှသွားစရာမရှိဘူးနေမြင်သွားစရာရှိကားကိုယူပါဆိုလို့ဒီနေ့အင်ကြီးဒီဇိုင်နာနဲ့ fitting လုပ်ရမယ်ဟာမှာအကိုလက်ရဲ့ကားကိုသမားလားသူကအကားတော့နေယူပါစီကတော့တင်သုံးပြီးရင်3လောက်ဖြည့်ခဲ့စေသဘောတရားလေးတော့ပြောလိုက်တာပေါ့နော်ဘာလဲစပ်ဖြစ်ပွားကြမှာလဲတော့တို့မသိပေမဲ့တို့နှာခေါင်းကဒီမျိုးနည်းနည်းလေးပွင့်သွားတဲ့အတွက်ကြောင့်တို့သက်ရှူလို့တော့ရပါတယ်ဆိုတော့မင်းညလည်းနည်းနည်းအေးအိတ်လိုက်ရတယ်အဲ့တော့တော့တည်းရပါတော့မဟုတ်လို့ရှိရင်လူကကွယ်နှာခေါင်းပိတ်တာတော်တော်ဆိုးပါပြဿနာပါလဲဆိုဒီကားကိုအရင်မောင်းနေမကြဆိုတော့နည်းနည်းလေးတော့အဲ့လိုရက်တဲ့ပြည့်ရဲ့နေရာတွေမှာတော့ဒီစကွိုင်းနေတော့နည်းနည်းဖြစ်နေဒါပေမဲ့လည်းခဏပါပဲ15မိနစ်လောက်နေ use ဖြစ်သွားပါလိမ့်မယ်အဲ့တခုတော့အိမ်ကအဖေကိုကျေးဇူးတင်တယ်ဒီလားဟိုအဖေတွေကိုပေါ့နော်ဘယ်ကားကိုမဆိုတက်ပြီးတော့မောင်းတန်အောင်လို့ကျင့်ပေးထားတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်တယ်ဟိုဘယ်ကားကိုမဆိုဆိုလို့ကိုမှကားတွေအများကြီးရှိပြီးတော့အဲ့လိုမျိုးပြောနေရမှာပေါ့နော်ဟိုပြောချင်တာအဲ့လိုအတော်တွေရဲ့ကားတွေဆိုလဲဟဲ့မောင်းနေလို့အဲ့မှာမောင်းတယ်မဟိုတကြနေဝင်ထွက်ဒီပါရေးတယ်မလားကားကြီးရတော့ကားသေးရတော့ဆိုမလုံးတက်မှာဆိုလို့အဲ့ဟိုဆိုလဲတော့ကားရွှေ့ကြည့်လိုက်တကယ်တော့မခိုင်းတာကွာငငယ်တော့တဲ့ကလေးတွေဆိုအဲ့လိုအရန်လုတ်ချင်တာလေကားမောင်းတက်ခါစားမှာကားလေးပဲရွှေ့ပေးရဘက်ပလေးပဲစုပ်ပေးရရှေ့ကိုပဲဟိုဘိန်းနှလိမ့်စာလောက်တိုးပေးရအရန်လက်စွမ်းပြချင်တဲ့အချိန်တွေမှာအေးတမလုံးကားလေးရွှေ့လိုက်ပါအောင်ကားလေးထုတ်လိုက်ပါဆိုမမောနိုင်မပန်းနိုင်သေးရမလားကားလေးရွှေ့တယ်ထုတ်တယ်ခုများတော့ရွှေ့ဦးထုတ်ဘူးကောက်ကိုလှုပ်လိုက်မသိဘူးအိတ်နေတယ်ဒီတလုံးဆောင်လိုက်အိတ်မှာဆိုရန်လို့ပြနေတာဖေးကားရွှေ့ပြရမလားဖေးကားပါလားကိုပြတော့မလားတမီးကားရွှေ့ပြမယ်လေခုတော့ no way ဒ
တော့တီရီယာ the fashion ဟိုသွားနေပါတယ်မနက်ဖြန် shooting အတွက်ကိုအင်ဂျီယာမွေးရသေးဘူးမွေးသေးဆိုအိမ်မှာရှိရဟာနဲ့အဆင်ပြေမလားဆိုအိမ်မှာရှိရဟာနဲ့အဆင်ပြေအင်ဂျီတော့ရပဲပေါ့နော်အဲ့တော့ဒီနေ့တော့တီရီခိုင်းစံတော့အင်ဂျီကိစ္စပါညာဆိုမကြော်နေရသူ styling လုပ်ပေးတယ်ဒီနေ့တော့သူလည်းမအားဘူးတီရီဒီ project တော့ကိုသူမပြောရသေးဘူးဖြစ်နေအခုကိုပတ်တာကိုပဲတားလိုက်တော့မှာပေါ့နော်ဆိုတော့တီရီမှာဘောင်းမီရှိပြီးသား all I need is a top ဒီ project ကတီရီအကူနဲ့အတူတူလုပ်ရမှာအကူလက်နဲ့ပေါ့နော်အကူနဲ့အတူတူရရမှာဆိုတော့သူကတော့သူအမဲဝင်မဲဆိုတော့brand color အရာကအမဲသို့မဟုတ်မိုးပြရောင်သို့မဟုတ်အဖြူလို့ရတယ်ဆိုတော့တီရီကတော့ဂျင်းမောင်းမီနဲ့ဝတ်မယ်ဆိုတဲ့အတွက်ကြောင့်မလို့တီရီကတော့အပေါ်ကဂျင်းတော့မဝတ်တော့ပါဆိုဝတ်ပြီးသားဖြစ်နေအဲ့ project အတွက်ကိုဆိုတော့ဒီမှာတော့ဘယ်လိုမျိုးအမဲကိုပဲဘယ်လိုမျိုးလေးဝတ်လို့ရမလဲမသိဘူးဆိုတော့fashion မှာတော့ရှာမယ်ပြီးတော့မနေ့ကတော့TV ဒါ shooting မှာရိုက်ခဲ့တဲ့ Gloria outfit ကအင်ဂျီလေးပေါ့နော်အဲအင်ဂျီလေးသူစီကိုတော့ပြန်ပေးမယ်ဒါပေမဲ့ကန်ကောင်းစွာပဲနှစ်နေရစလုံးကဖိုးစိတ်လမ်းထဲမှာဖြစ်နေတော့အဝေးသွားစရာမလိုတော့အခုမှထွက်လို့ရတယ်ဘာလို့လဲဆိုတော့ဒီနေ့ကမရဲ့ဆိုတော့အကိုအလက်ကားကိုစောင့်နေတာစောင့်သူကပြင်အောင်တော့မှအခုမှ TV ပြင်ထွက်လို့ရတယ်ပေါ့နော်tired and I want to sleep and I want to cry I don't know this is that is just Italio coming over will happen okay I have a vision My vision is the going home. Good. The going home. I'll go open an espresso. install မှာကွာသူကိုယ်တိုင် shopping ထွက်ရတဲ့ experience မကြိုက်တော့ဘူးတိလားအဲ့လို covid စပြစ်ခဲ့ရအကုန်လုံး online မှာပဲဝယ်ဘန်ကောက်မှာရောက်ပြီဆိုလို့ရှိရင်များသောအားဖြင့်အပြင်မှာသွားရဲဆိုလို့ရှိရင်စားပြတာများရင် install မှာဝယ်တာဆိုလို့ဂျင်းမောင်းမီကိုတော့တီးရအများနဲ့ဝစ်ချီပြီးမှဝယ်တဲ့သူဆိုတော့ဂျင်းမောင်းမီကိုတော့အဲ့လိုမျိုး install မှာဝယ်ရတာသဘောကျတယ်ဒါပေမဲ့ other items တွေကွာအဲ့ဒါတွေကိုတော်တိုင်အပေါ်ဝစ်တွေအဲ့လို tops တွေအဲ့လိုမျိုးတီးနေတီး install မှာတိုင်းဝယ်ရတာပို့ပြီးတော့တီးအတွက်အဲ့လိုခေါင်းရှုပ်စေရလို့ပုံမြင်တယ်အဲ့လို website မှာဆိုတော့သူကြည့်လိုက်အဲ့လို online page မှာဆိုလို့ရှိရင်ကြည့်လိုက်ပြီးဝယ်တာပို့ပြီးတော့မှသဘောကျနေရပါတော့အခုတော့လေကြည့်နေတယ်အဲ့လိုဘာရွေးရမှမသိတော့ရမ်းဖုံလားဒါတော့ကတော့ကို့မှာဟို target ကရှိပြီးသားအပြာနဲ့အမဲနဲ့နှစ်ခုလေးတစ်ခုပဲဝယ်ရမယ်ဆိုတော့ target ကရှိပြီးသားတော့မှလူကအဲ့ချိန်မှာဒီကဝယ်ရချော့ရတာယူမကြိုက်တော့ကွာဒါ try တော့လုပ်တဲ့ဟာယူနည်းနည်းအဲ့လိုဟိုဖြစ်လာအဲ့လိုပွဲသွားတဲ့ဟိုဒီလို dress တွေကလွယ်ရင်တော့နောက်ပြီးလို့ရှိရင်ခုနကဖက်နက်နောက်တစ်ခုကဖက်နက်ကတော့ try အောင်လုပ်ကြည့်ပြီးမှဝယ်တာလဲပို့ပြီးတော့အဆင်ပြေပေါ့နော်တီး6ကကြာတော့ဟို brand မတူလို့ရှိရင်တီး6က size မတူတော့လေ size မတူတာအဲ့လိုတစ်ခါတည်းကျရင်35တစ်ခါတည်းကျရင် 35.5 ကွာတိလားအဲ့လိုမျိုးမတူဆိုတော့အဲ့လိုဖက်နက်နဲ့ဘောင်းမီနဲ့ရလွယ်လို့ရှိရင်ကျန်တဲ့ဟာတွေရောtry အောင်လုပ်ပြီးအဲ့လိုဝယ်ရ install person experience ကိုသိမကြိုက်တော့အဲ့ဒါကိုတင်မဲလားဆိုလည်းမဟုတ်တကယ်ချင်းတွေကိုမေးကြရလားလို့ပဲတဲ့အရင်ညီမကလည်းအဲ့လိုပဲတဲ့ငါလည်း online တွေဝယ်သူဆိုနောက်ဆုံးဘယ်လောက်ထိ next level ခလေးအင်ကြီးတွေကစားသူလည်း online ရဝယ်တော့ဒါမှမဟုတ်သူဘန်ကောက်မှနေနေရနော်
အဲ့တော့သူကလေးညီရစားအကုန်လုံး online ရပဲမှာတော့တယ်ဆိုတော့အဲ့လိုဖြစ်သွားပြီလားမသိဘူးပြောင်းလဲသွားတယ် single ဖြစ်စင်နေပေါ့ကွပြောရမယ်ဆိုလို့ရှိရင်တော့စကားပြောရရင်နာတန်းနဲ့ရံမောနေအခုတော့ဒီအတော်အိမ်သွားနေရသွားပြီးအတော်ကမဟုတ်ဝယ်ထားတယ်လာယူဆိုတော့ယူလေဝယ်လာတဲ့အင်ဂျီလေးကတော့အပြာလေးကိုပဲအဲ့လိုအချောင်းလေးကြာနေ French လေးကြာနေဟာလေးကိုပဲဝယ်လာတယ်ဟာတကယ်စကားပြောရဟာလေသူကလေမြွေနေမောနေ so yes okay bye